နိုင်ငံမှာဘာတွေဖြစ်နေတာလဲရည်ကြီးရေရှမ်းမှုကြောင့်မြို့တွေရေရောက်ကုန်ပြီပြိပန်ကြီးရေအခုရက်ပိုင်းအတွင်းလူမှုကွန်ရက်ပေါ်မှာတရုတ်နိုင်ငံကမြို့ကြီးတွေရေရောက်နေတဲ့ဗီဒီယိုတွေကိုအများကြီးတွေ့နေရပါတယ်လမ်းတွေကမြစ်လိုဖြစ်သွားပြီးကားတွေမျောပါသွားတာအိမ်တွေရေနစ်မြုပ်နေတာတွေကိုမြင်ရတော့တကယ်ပဲစိတ်မကောင်းစရာပါဒါဆိုဒီရေကြီးမှုဟာဘာကြောင့်အခုလောက်အထိဆိုးဝါးသွားရတာလဲအထူးကအကြောင်းရင်းမှာတော့အပူပိုင်းမုန်တိုင်းမိုက်ဆက်ကြောင့်တရုတ်နိုင်ငံတောင်ပိုင်းဂွိုင်းစီဒေသမှာရပ်ပေါင်းများစွာမိုးတီးထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။မိုးရေတွေအလွန်များလာတာကြောင့်မြစ်ချောင်းတွေရေရှမ်းလာပြီးရေလောင်တမန်တချို့လည်းပျက်စီးခဲ့ပါတယ်။ရေကြီးရေရှမ်းမှုကြောင့်လမ်းတပွားတွေပျက်စီးခဲ့သလိုလျှက်စစ်မီးပြတ်တောက်တာစက်တွေရေခက်ခဲတာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။အာဏာပိုင်တွေကလူပေါင်း3,000ကျော်ကိုဘီလူရအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ပြီးကယ်ဆယ်ရေးအထွေတွေကနိညာမနာကုညီကယ်ဆယ်ပေးနေကြပါတယ်။ဝိုင်းနေစရာကတော့ဒီတဘာဝဘေးရန်တွေအကြောင်းအသက်ဆုံးရှုံးသူတွေလည်းရှိနေပြီးပျောက်ဆုံးနေသူတွေကိုဆက်လက်ရှာဖွေနေစေဖြစ်ပါတယ်။အင်းတောင်စုထောင်ပေါင်းများစွာလည်းနေအိမ်တွေကိုစွန့်ခွာခဲ့ရပါတယ်။ဒီအချိန်မှာနောက်ထပ်စိုးရိမ်စရာတစ်ခုကတော့တိုင်ဖုန်းဘာဗီဟာတရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတိုင်းကိုဦးတည်နေပါတယ်။မုန်တိုင်းကြောင့်မိုးထရွာနိုင်တာကြောင့်ရေကြီးနေတဲ့ဒေသတွေမှာအခြေအနေပိုဆိုးရွာနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတချို့တွေမှာတော့ရေလွှမ်းမှုကြောင့်မှွေမျိုးရန်တွေကမှွေတွေလွတ်ထွက်လာတာတရိတ်ဆန်ယုံကတရိတ်ဆန်တချို့လွတ်မြောက်သွားတာတွေကိုလည်းတွေ့ရပါတယ်။ဒေသအာဏာပိုင်တွေကတော့ပြည်သူတွေကိုမလိုအပ်ပဲရေကြီးတဲ့နေရာတွေမသွားကြဖို့နဲ့အရေးပေါ်သတိပေးချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။တကယ်တော့ရေကြီးရေရှမ်းမှုဆိုတာတရုတ်နိုင်ငံတစ်နိုင်ငံနဲ့ကြုံနေရတာမဟုတ်ပါဘူး။ကမ္ဘာတစ်ဝန်းမှာရာသီဥတုပြောင်းလဲလာတာနဲ့အမျှမိုးတဲထန်မှုတွေမုန်တိုင်းတွေရေကြီးမှုတွေကပုံမပြင်းထန်လာတယ်လို့သိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်။ဒီလိုတဘာဝဘေးရန်တွေဖြစ်ပွားတဲ့အချိန်မှာအရေးကြီးဆုံးကတော့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ညွှန်ကြားချက်ကိုလိုက်နာတာနဲ့ဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းသွားတာပဲဖြစ်ပါတယ်။ဒီသတင်းကိုကြည့်ပြီးတရုတ်နိုင်ငံကရေဘေးသင့်ပြည်သူတွေအတွက်စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်တို့နိုင်ငံမှာလည်းစေရီဘာတွေစောက်ဖို့တွန်းအားပေးနေတယ်လို့သိရပါတယ်။အခုလိုမျိုးရေတွေကြီးလာရင်ဘယ်လိုလုပ်မလဲဗျ။သူတို့အားလုံးဘေးကန်းလုံခြုံပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လေးလုပ်ပေးခဲ့ပြီးကမ္ဘာတဝန်းကအရေးကြီးသတင်းတွေနဲ့ဗဟုသုတတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ follow လုပ်ထားပေးပါအောင်ဗျ။